စင်ကယ်ဖြစ်နေရကြပြီမို့နှလုံးသားလေးမှုတ်တက်နေပြီဆိုတဲ့ဂျိုလေးပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်လူတိုင်းရဲ့အသေးကိုတခြင်းတွေနဲ့ချွေပြီးအသေးခွဲနေသူတယောက်ကတော့ဂျိုလေးပဲဖြစ်ပါတယ်ဂျိုလေးဟာဆိုရင်တော့သူ့ရဲ့တခြင်းတွေကြောင့်လူသိပုံများလာတာဖြစ်ပြီးဂျိုလေးထွက်သမျှတခြင်းတွေအားလုံးကလည်းပေါက်ပြီးပရိသတ်တွေအကြိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်ဂျိုလေးကိုထွက်သက်မတိုင်မီတခြင်းနဲ့လူတွေပိုတီးခဲ့တာဖြစ်ပြီးအဲဒီနောက်ပိုင်းမှာတော့နေရောင်ပြောက်တဲ့တွေစားတဲ့တခြင်းတွေကလည်းပရိသတ်တွေအကြိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်အမြဲတမ်းလည်းအသေးကွဲတခြင်းတွေကိုသာတီဆိုလေးရှိပြီးသူဆိုတဲ့တခြင်းတိုင်းကလည်းကိုရိုင်းရေးကိုရိုင်းဖန်တီးရဲ့တခြင်းတွေဖြစ်တာကြောင့်ပရိသတ်တွေရဲ့ခံစားချက်နဲ့ထပ်တူကြခဲ့ကြတာဖြစ်ပါတယ်။ဂျိုလေးဟာတရားပိုးသုံးဖို့တခြင်းတွေလည်းမလုပ်ဘဲနဲ့သူ့ရဲ့တခြင်းတွေကတကယ့်ကိုအနှစ်တွေကြီးပဲဖြစ်ပါတယ်။သူဟာတခြင်းတွေလည်းခဏခဏမထွက်ဘဲနဲ့ထွက်တဲ့တခြင်းတွေကလည်းတကယ့်ကိုထီမီရဲ့တခြင်းတွေပဲဖြစ်ပါတယ်။နောက်ဆုံးထွက်ထားတဲ့တခြင်းကလည်းပရိသတ်တွေအတော်လေးအကြိုက်တွေ့ကြတာဖြစ်ပါတယ်။ဂျိုလေးဟာအသေးကွဲတခြင်းတွေမှာဘာကြောင့်ခန်းစားတက်ဝင်လဲဆိုရင်တော့သူကိုယ်တိုင်လည်းအသေးကွဲတာကြောင့်ဖြစ်ပါတယ်။သူ့ရဲ့ခန်းစားချက်အမှန်တွေကိုပဲပုံဖော်ဖန်တီးလေးရှိတာဖြစ်ပြီးအသေးကွဲရင်တခြင်းအသေးထွက်တာဖြစ်ပါတယ်။ဂျိုလေးဟာနှစ်အကြာကြီးတွဲခဲ့တဲ့ချစ်သူနဲ့ဘာသာအယူဝါဒချင်းမတူတာကြောင့်လမ်းခွဲခဲ့ရတာဖြစ်ပြီးသူခန်းစားနေရချိန်မှာတစ်ဖက်လူကတော့ပျော်ပျော်နေရကြောင်းလေသူ့မှာပို့ပြီးကဘာပြက်ခဲ့ရကြောင်းလေပြောခဲ့ပူပါတယ်။သူ့ရဲ့အသေးကွဲခြင်းကိုတခြင်းတွေနဲ့ပုံဖော်ဖန်တီးရဲ့အခါမှာတော့သူဟာအောင်မြင်တဲ့အဆိုတော်တယောက်ဖြစ်လာခဲ့ပါတယ်။ဂျိုလေးဟာရုပ်ကတော့သူများတွေလိုအချောလာတွေမှာမပါခဲ့ပေမဲ့သူ့ရဲ့အမှုပညာဟာစစ်မှန်ခဲ့တာကြောင့်လေနာမည်ကြီးအောင်မြင်လာတာဖြစ်ပါတယ်။သူ့ရဲ့အတန်ကိုပြုပြင်ထားခြင်းလည်းမရှိသလိုလုံးယူထားခြင်းလည်းမရှိတာဖြစ်ပါတယ်။တချို့အဆိုတော်တွေဆိုရင်စတူဒီယိုမှာဆိုရင်အတန်တစ်မျိုးရှိုးပွဲတွေမှာဆိုရင်အတန်တစ်မျိုးထွက်ပေမဲ့ဂျိုလေးကတော့ဘယ်နေရာမှာပဲဆိုသူ့ရဲ့အတန်ဟာအေးအေးငိမ့်ငိမ့်လေးနဲ့နားထောင်လို့ကောင်းနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတန်နဲ့စစ်မှန်တဲ့အမှုပညာကြောင့်လေအခုလိုမျိုးပရိသတ်တွေရဲ့တခဲနဲ့အားပေးခြင်းကိုခံရတာဖြစ်ပါတယ်။ယောက်ျားလေးပရိသတ်တွေရောမိန်းကလေးပရိသတ်တွေရောပါတခဲနဲ့အားပေးကြတဲ့ဂျိုလေးကအခုတခါမှာတော့ဈေးပန်းခင်းလာပါတယ်။သူဟာအခုချိန်မှာစင်ငယ်တယောက်ဖြစ်ကြောင်းနဲ့စကားပြောနေတဲ့သူလည်းမရှိသလိုဖလစ်နေတဲ့လူလည်းမရှိတဲ့တရားဝင်စင်ငယ်ပါဆိုပြီးပြောလာခဲ့ပါတယ်။စင်ငယ်ဖြစ်တာ၈လလောက်ရှိပြီးကျွန်တော်နဲ့ဆုံခဲ့တဲ့သူတွေအားလုံးကတော့လူကောင်းတွေကြီးပါပဲ။ကျွန်တော်ကစိုးရာကြောင့်သာကျွန်တော်တံမခံနိုင်လို့နောက်ဆုံးထားသွားခဲ့ကြတာကြီးပါပဲလို့ဆိုလာခဲ့ပါတယ်။အခုတော့လေဘသူကိုမှဒုက္ခမပေးချင်တာကြောင့်တယောက်တည်းနေနေရ၈လလောက်ကြာပြီဆိုတော့နှလုံးသားလေးလည်းမှုတ်တက်နေပြီလို့ဆိုပါတယ်။တယောက်နဲ့တယောက်လမ်းခွဲချက်မှလည်းစံချိန်သတ်မှတ်တဲ့စံနှုန်းတွေမတူညီတာကြောင့်သာကွဲကွာသွားခဲ့ကြတာဖြစ်ပြီးတော့အပြစ်လည်းပြောလို့မရဘူးလို့ဆိုပါတယ်။သူ့အနေနဲ့ကတော့အသေးလေးထူထူထန်ထန်ဖြစ်လာပြီးနလန်ထလာပြီလို့ဆိုပါတယ်။တချိန်ကနှလုံးသားဒဏ်ရာတွေကိုလည်းကုစားတင်တလောက်ကုစားပြီးတော့ကျမ်းမာအောင်လည်းနေရမို့နောက်ထပ်လည်းထပ်ချစ်ဖို့အစီအစဉ်ရှိသေးရဲ့လို့ဆိုပါတယ်။အသေးကလည်းရှိနေသေးရဲ့ဆိုတော့ဆက်ပြီးချစ်ဖို့အတွက်လည်းစံနာရှိနေသေးတယ်လို့စင်ငယ်ဖြစ်တာလည်း၈လလောက်ကြာပြီဆိုတော့ထက်ချစ်ချင်သေးကြောင်းပြောလာခဲ့ပါတယ်။ဂျိုလီကတော့သူဆိုခဲ့ပေမဲ့လည်းသူ့မှာတော့ချစ်တတ်တဲ့နှလုံးသားလေးရှိတယ်ဆိုပြီးပြောလာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေလည်းဂျိုလီကိုကြိုက်နှစ်သက်လားဆိုတာကိုပြောပြသွားခဲ့ကြပါအောင်ရှင်။